အလံလေးတွေကကျွန်တော်တို့အယောင်မတူတဲ့ခုနှစ်ချောင်းကိုခုနှစ်ချောင်းလုံးပြည့်မီအောင်ရှာနိုင်တဲ့သူတွေရှိသလိုခုနှစ်ချောင်းလုံးမပြည့်တဲ့သူတွေလည်းရှိပါအဲ့တော့ဘယ်ပြိုင်ပွဲမတွေကဘယ်နှစ်ချောင်းရတယ်ဆိုတာကိုကျွန်တော်တို့ waiting room ထဲမှာကျွန်တော်တို့ကြီးညာပေးတော့ဖြစ်ပါတယ်အဲ့တော့ waiting room ထဲမှာအားလုံးနဲ့ပြန်ဆုံကြပါတယ်ခင်ဗျာတွေ့ပါတော့မယ်ခင်ဗျာ FOE Season 3 Challenge 7ဖြစ်တယ် Scavenger Hunt ကတော့ကျွန်တော်တို့အောင်မြင်စွာပြီးဆုံးသွားပြီအလံမပြည့်တဲ့သူတွေလည်းရှိတယ်ပြည့်တဲ့သူတွေလည်းရှိတယ်ပထမဆုံးတစ်ယောက်ကတူတ Okay အချိန်45မိနစ်အတွင်းမှာအချောင်းဘယ်နှချောင်းရမလဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်ဗျာသူများတွေပြောတော့တနေရာမှာလန်တူတွေက2ခုတွေ3ခုတွေထားခဲ့တယ်ဘာညာဆိုကျွန်တော်များတူတိုင်းကောက်ယူလာခဲ့ပြီလားပြုံးတော့မပြုံးနိုင်ကျွန်တော်ကလာ1 2 3 4 5 6 9ချောင်း Okay အဲ့တော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ CBC ကန်းထဲမှာလည်းဝင်တယ်9ချောင်းလည်းရတယ်အဲ့တော့ तू ကတော့သူ့ရဲ့အမှတ်တွေကကျွန်တော်အချိန်ပေါ်မှာပြန်လည်ညှိနှိုင်းပါပေါ့နော် Okay ဒုတိယတစ်ယောက်ကတော့ K Lucky ခိုင်ညီမလေးကကျွန်တော်မြင်တာကတော့သူစောစောစီးစီးတော့ပန်းဝင်လာတယ်ခုနှစ်ချောင်းပြည့်မီမလားဘလို့ဖြစ်မလားဆိုတာတော့ကိုချောင်းမဟုတ်ရင်းနေခုံးလေရောက်နေလို့နေထူတော့တူနေဘာဖြစ်လို့လဲလက်လောင်ရလားရောင်လေးတူနေတယ်ရောင်လေးတူနေတယ်အတူအယောင်ကြီးတူနေဟာသွားပြီတော့အစိမ်းပိုင်းအောင်အနီးအဖြူအပြာခဲဆိုတော့အစိမ်းနှစ်ခုဖြစ်သွားအစိမ်းနှစ်ခုဖြစ်သွားခဲ့တယ်အယောင်တူသွားမယ်ဆိုလို့ရှိရင်အဲ့ဒီအယောင်တူတဲ့ဟာကိုကျွန်တော်တို့က found အနေနဲ့သတ်မှတ်ပြီးတော့ဖယ်လိုက်ပါနှစ်ချောင်းလို့ကျွန်တော်ဖယ်လိုက်ပါအဲ့တော့သူရရှိမဲ့ဒီအချောင်းက1 2 3 4 5ချောင်းရပါကောင်းကောင်းလို့ပြန်ကြိုးစားမယ်ပြန်မကောင်းရင်တော့သွားပြီလို့တက်တာလို့ပဲထင်လိုက်တာနောက်ထပ်တစ်ယောက်ကတော့ဒုံးပါမလာခဲ့ခိုင်းနေပြီသူကဟိုတယောက်မားပြီးပါလာတယ်ပေါ့တယောက်ဒီနှစ်ခုမားပြီးပါလာအမှန်သူနဲ့ကျွန်တော်တို့တွေကစေးစေးနောက်ဆင်းလို့ပဲဗျာနေရာတွေသွားပုံကြီးရတယ်ကက်ကနည်းနည်းကက်လေးပဲဆိုတော့သူတော်မားတယ်ဆိုတော့ကျွန်တော်တို့လည်းမားခဲ့လာဆက်လိုက်တဲ့ခါကျတော့အယောင်လေးတွေကတော့ဒီလိုလေးတွေဖြစ်ပါတယ်4 3 7 UAB logo လည်းပါဝင်ပြီးတော့ကျွန်တော်တို့ဒီအယောင်ကလည်း9ချောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကတော့အမှတ်ပြပါပဲဒါပေမဲ့ကျွန်တော်တို့အချိန်ကိုတော့ကျွန်တော်ပြန်နေကြည့်ပါမယ်ပြီးသွားတယ် Okay go ကြော့နောက်ထပ်တစ်ယောက်ကတော့ဝေယံတနေရာထဲမှာအယောင်မတူတာကြီးလည်းရှိရဲဆိုတော့တို့အဲ့လိုပြောတော့နည်းနည်းတော့စိုးရင်သွားတာပေါ့ကိုကဒီတနေရာတစ်ချောင်းကောက်ခဲ့တာမှန်ပေမဲ့ဟိုအယောင်တွေကိုမစစ်ခဲ့မိဘူးသူလဲအယောင်တွေကဘယ်လိုဖြစ်မလဲထင်Okay အဲ့တော့ तू ကလည်းပဲ7 color UAB logo လည်းပါတယ် तू ကလည်းအမှတ်ပြပါမယ်Okay နောက်တစ်ယောက်ကကျတော့ hook ဖြစ်သွားပြီထပ်ဦးထုတ်ပါ Oh my god ဘိုင်းလေဘိုင်းတော့ဘိုင်းပါလာလို့လေအပြာအလန်နေရများတယ်စိမ်းအနီးအဖြူအပြာဘာအစိမ်းအစိမ်းရအရင် Okay အဲ့တော့ပြလိုက်မယ်အဲ့ဒါကြောင့်လည်းပြောင်းအဲ့တော့ကျွန်တော်တို့ကအပြာကနှစ်ချောင်းဖြစ်သွားပါတယ်ဆိုတော့ဒီနေရာမှာဘာကြောင့်ကျွန်တော်တို့ကအချောင်းပို့ယူလာလို့ရှိရင် foul လို့ပြောလဲဆိုလို့ရှိရင်ကိုကယူလိုက်တဲ့ခါကျလို့ရှိရင်နောက်ထပ်လူတစ်ယောက်ကပြန်သွားရှာတဲ့ခါကျလို့ရှိရင်မတွေ့တဲ့ခါကျတော့သူတခြားလူတွေကိုနစ်နာမှုရှိပါတယ်ရှိရပါဘောအဲ့တော့ yes that's right ဆိုတော့ကျွန်တော်တို့ကညီမလေး K ကိုဖယ်ခဲ့တဲ့အတိုင်းပဲမှားယူလာတဲ့ဟာကိုကျွန်တော်ဖယ်လိုက်ပါမယ်အဲ့တော့
तू ကတော့ယူလာခဲ့တာကတော့ကျွန်တော်တို့က9ချောင်းပဲယူရမှာဒါပေမဲ့10ချောင်းယူလာတယ်ဒါပေမဲ့ကျွန်တော်တို့က4ချောင်းကိုဖယ်လိုက်တဲ့ကြောင့်မလို့တအုပ်ထုတ်ကတော့ ဘယ်လိုကောင်ယူလိုက်တာလဲဟလား 4ချောင်းဖြစ်သွားပါတအုပ်ထုတ်ညီလေး4ချောင်းပါโอเคအဲ့တော့နောက်ထပ်တစ်ယောက်ကတော့တပ်ပိုင်ဦး ကိုယူခဲ့တဲ့အလံတွေကအယောင်များတူနေမလားပေါ့အယောင်တူနေလဲအမှတ်မရဘူးဆိုတော့လေ ဆိုတော့1 2 3 4 5 6 9ချောင်း9ချောင်းပါဟန်နရီဆန်ကြည့်လိုက်အောင်ကြည့်ကြည့်နေပြီလားကြည့်ကြည့်နေ တော်များနေလား ချောင်း2ချောင်း3 4 5 6 7ပါဟို7ပါမတ်ရပါညာနောက်ထပ်တစ်ယောက်ဖြစ်သူကတော့ပိုင်ဆိုတို1 2 3 4 5 5ကြောင်းပါ တစ်ချောင်းရှိအောင်မလား6ချောင်း6ချောင်းရှိတယ်ကျွန်တော်ရည်ပြီးထည့်လိုက်တယ် โอเคအဲ့ညီလေးတာပါညီလေးအိတ်ထဲမှာညီလေးဘယ်မှာထားတာလဲဘေးအိတ်ဆိုတော့သူကတော့6ချောင်းစာတွေ့ခဲ့တယ်လို့ပြောတယ်ကျွန်တော်တို့အခုတွေ့โอ้ဆိုတော့โอเคခဏလေးအယောင်လေးပြန်တိုက်ကြည့်လိုက်မယ်အယောင်လေးတွေကโอเคဆိုတော့6ချောင်းဖြစ်ပါတယ် အဲ့အရောင်ကပထမဆုံးထည့်လိုက်တဲ့အရောင်ကျွန်တော်ဒီဘက်ဘေးအိတ်ကနည်းနည်းလေးဟနေတော့ကျွန်တော်အဲ့ထဲကိုအရင်ဆုံးထိုးထည့်လိုက်မိတာဒါပေမဲ့နောက်ယူတဲ့အချောင်းတွေကျတော့အလဲကိုထည့်မိရပါတော့ โอเคနောက်တစ်ယောက်ကတော့ကျွန်တော်ထူးစားနေဗျာနိုင်ငံခြားလာတာ Iris နုပညာနာမည်ပါ အော်နုပညာနာမည် Iris okay တကယ်ကိုစိတ်လုံချတာဘာလို့ဆိုကိုကအလံလည်းမစစ်ခဲ့ခုနှစ်ချောင်းပါလာတော့တည်ရရောင်လည်းမစစ်ဘူးဘာမှမစစ်ဘူးဆိုတော့အဲ့တကယ်လို့ဟိုကိုယူခဲ့တဲ့ point ရောမှန်ရဲ့လားသူတို့တကယ်လို့ trick တွေထားထားရင်ဘယ်လိုလုပ်မလဲဆိုတော့အရင်စိတ်လုံချတူကြည့်လိုက်မယ်အမျိုးသမီးဒီထဲမှာသူလည်းတော်တော်ဆော့ပန်းဝင်လာတဲ့ထဲမှာပါတယ်ဆို okay ခုနှစ်ချောင်းပြေးပါစေခုနှစ်ချောင်းပြေးပါစေဒီနေ့မှာအိမ်လည်းမပြန်ချင်နေဘူးပြီးတော့အနည်းဆုံး1 to 8ထဲမှာပဲစိတ်ကျင်နေဆိုရယ်စိတ်နေဆိုစိတ်ရမ်းလှုပ်ရှားတာ 1 2 3 4 5 6 7ပါ7ပါမသိပါနဲ့ okay နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ချစ်မကြီးမက်စီတင်တော်မြဖြစ်ပါတယ်။မာကြီးစူးစမ်းတဲ့ထဲမှာပါတယ်။ စူးစမ်းပါတယ် စူးစမ်းတယ်။ကြိုးစားရဲနဲ့ဘယ်နှချောင်းရလဲကျွန်တော်တို့တူကြည့်လိုက်အောင်ဗျာ။ဆိုတော့1အစိမ်းအနီးအဖြူ3 4 5 6ချောင်းပါ6ချောင်းပါ wow okay ခဏလေးကျွန်တော်ခုမှသတိရတယ်6ချောင်းတော့ကျွန်တော်တို့ရတယ်ဒါပေမဲ့မိုင်းနဲ့ကျွန်တော်လည်းအဲ့တော့သတိထားမိလားမသိဘူးအမတစ်ချောင်းကိုပြန်သွားထားခဲ့တယ် ဟုတ်တယ်တစ်ချောင်းပြန်သွားထားတယ် အဲ့ကိုအပ်ပြီးတော့မှပြန်သွားထားခဲ့တယ်ဟုတ်တယ်နော် ဟုတ်တယ်သူများရင်မရမှာဆို စိတ်နှချောင်းပြင်တယ်ဟုတ်တယ်အမမရနှချောင်းလုံးပဲကန်ပါရပြီအဲ့တော့ပါနှချောင်းမပြည့်သေးဘူးနှချောင်းစာယူကြတယ်ကျွန်တော်တို့အမှတ်ကရောဇော်မာကြီးက6ချောင်းဆိုပေမဲ့ကျွန်တော်တို့9ချောင်းပဲဖြစ်သွားပါမယ်စိတ်မကောင်းစွာနဲ့ကျွန်တော်တို့ရဲ့ message တော်မြင့်က9ချောင်းပါโอเคနောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ဘယ်လိုလဲအော်โอเค ကားကြုံစီရဲ့ကို သူကတော့ကားကြုံလိုက်စီးခဲ့တဲ့သူပါ စပိတ်ရတယ်ဗျာကားကြုံလိုက်စီရဲ့လဲကြားတယ်ဟာလားဘောလုံးသမားတွေကတော့တကယ်ဘောလုံးသမားတွေညနေညနေကိုတော့မနိုင်ဘူးလား so okay 3ချောင်း4ချောင်း9ချောင်းဖြစ်ပါတယ် okay ဆိုတော့ကောင်းစီသူအလဲပြီးသွားတဲ့ချိန်မှာကျွန်တော်တို့က
အောင်ကျော်ထွန်းကတော့အရန်ကိုတနာဖို့ကောင်းတဲ့ပြိုင်ပွဲပွင့်ထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့ဒါတွေမကြီးခင်မှာပထမဦးဆုံးရေတဲကိုအရင်ခုံစင်းတဲ့သူကလည်းသူပါပဲအဝေးကြီးကိုရေတွေကိုကူးပြီးတော့စူးစမ်းမှုကိုပြခဲ့တဲ့သူပါခုနကတော့လို့အရှိမတချို့လူတွေကမှားယူသွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့မတွေ့ခဲ့တဲ့နေရာတွေမှာလည်းခောက်ပေါင်းများစွာသွားပြီးတော့ရှာဖွေခဲ့တဲ့သူတစ်ယောက်ပါဒါပေမဲ့ကျွန်တော်တို့ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နှချောင်းရလဲဆိုကျွန်တော်တို့ခုကြည့်ပါမယ်ဆိုတော့၄ချောင်းပါ၄ချောင်းဖြစ်ပါတယ် တစ်ချောင်းချခဲ့ တစ်ချောင်းကမှန်ပါတယ်သူပြုတ်ချကြံခဲ့တဲ့ဟာသူလည်းမသိလိုက်တဲ့အတွက်ကြောင့်မို့သူအချောင်းကြီးတွေလျှော့သွားတာပေါ့နော်ဆိုတော့စိတ်မကောင်းပါဘူး မတွေ့တာတွေကများတဲ့ခါကျတော့လေတများယူသွားတာကိုရောက်တဲ့ခါကျဘာမှမရှိတော့တဲ့ခါကျတော့ဟိုကိုတော့နစ်နာမှုတွေဖြစ်တယ် အဲ့တော့နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကတော့ကဲပါသူဘယ်နှချောင်းရမလဲဆိုတာကတော့ကျွန်တော်တို့အခုစတင်ပြီးတော့ခေါင်းလုပ်ပါတော့မယ်1 2 3 4 5 6ဖြစ်ပါတယ်6ချောင်းဖြစ်ပါတယ် okay နောက်ထပ်တစ်ယောက်ကတော့ညီမလေးမီမီအောင်မိုးပဲဖြစ်ပါတယ်1 2 3 4 5 6 7ပါခဏလေးကျွန်တော်လည်းအခုမှပဲတတိယဟိုတည်းနဲ့တူလိုက်ကျွန်တော်မေးချင်တာတစ်ခုရှိတယ်ဗျာအောင်ကျော်ထုံးရဲ့ကဲရဲ့ဟိုပါပေါ့မီမီရဲ့ပေါ့နော်ကျွန်တော်တို့အလံလေးတွေကိုတတ်မှတ်ထားတဲ့နေရာမှာမိမိကအဲ့တတ်မှတ်ထားတဲ့နေရာမှာပဲအလံတွေကိုယူခဲ့ပါသလားကျွန်တော်တတ်မှတ်ထားတဲ့နေရာနော်ဂလူး9ခုတည်းပေါ့ကျွန်တော်တဲလွန်စာပေးထားတဲ့တဲလွန်စာ9ခုတည်းကပဲအဲ့နေရာတွေကပဲယူခဲ့သလားသိကြလား မတူတဲ့အရာရှိနေတော့ယူခဲလိုက်တာ ဘယ်ကနေယူခဲ့လိုက်တာ တနေရတယ်မှာ တနေရာတွေကနေ မတူတဲ့အရာတွေရှိနေတော့ယူခဲလိုက်တာ ဟုတ်လားဟိုတဲ့နေရာက ဟုတ်ရှာတဲ့အချိန်မှာအလံကိုတွေ့တော့ဒီနေ့တဲလို့စားတဲ့ဆိုတာတဲ့ဒီနေရာတွေမှာလိုက်ရှာလိုက်တယ်ရှာပြီးတော့အဲ့ဒီနေရာမှာအလံထားထားတဲ့ချင်းတွေ့တော့အဲ့ဒီနေရာအလံယူခဲ့တာလည်းရှိတယ် โอเคဆိုတော့အဲ့ဟိုဟာဒီလိုပြောပြတာတော့ကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်နဲ့တူတူဗီဒီယိုလေးတစ်ခုကိုကြည့်ရအောင်